လေ့ကျင့်ခန်းလေးကိုအခုမှစလုပ်မယ်ပြုံမီတို့အတွက်အောက်ပိုင်းထိုင်တဲ့ခါကျရင် script လေ့ကျင့်ခန်းလေးကိုအောက်မို့စွာထိုင်တတ်ဖို့အတွက်အထောက်အကူပြုမဲ့ဗီဒီယိုလေးဖြစ်ပါတယ်မင်္ဂလာပါဒီ channel ပါဒီနေ့လေ့ကျင့်ခန်းလေးကတော့ခုမှလေ့ကျင့်ခန်းကိုစလုပ်မဲ့ပြုံမီတို့အတွက်အောက်ပိုင်းလေ့ကျင့်ခန်းရဲ့အခြေခံဖြစ်တဲ့ script လေ့ကျင့်ခန်းလေးကိုထိုင်တဲ့ခါကျရင်အဆင်ပြေဖို့အတွက်ဒီဗီဒီယိုလေးကအများစွာအထောက်အကူပြုပါလိမ့်မယ်ဒီဗီဒီယိုထဲမှာတော့ script ထိုင်ပုံထိုင်နည်းလေးတွေကိုတခြားလေးရှင်းပြပေးထားပါတယ် script စထိုင်တော့မယ်ဆိုရင်အရင်ဦးဆုံးမတို့ရဲ့ခြေထောက်ကလေးကိုပခုံးအကျယ်လောက်ထားပေးပါခြေဦးလေးကိုလည်းဘေးကိုအနှဲငယ်လေးလှည့်ထားပေးပါလက်နှစ်ခုကိုရင်ပတ်နာမှာထားပြီးသွားပြီဆိုရင်အနောက်မှာထိုင်ကုန်ရှိရဲ့ပုံစံမျိုးပဲကိုကတင်မားလေးကိုအနောက်ကိုထုတ်ပြီးတော့ထိုင်ချပေးရမှာပါ။ပေါင်နဲ့တင်မားတဒန်းနဲ့ဖြစ်အောင်ထိုင်ချပေးမယ်။ပြန်ထားတဲ့ခါကျရင်တော့1ပိုင်းညှစ်အားတွေပေါင်ညှစ်အားတွေတင်မားညှစ်အားတွေနဲ့ပြန်ထားပေးရမှာဖြစ်တယ်။အဲ့လိုမျိုး script ထိုင်တဲ့ခါကျရင်မှားတဲ့ပုံစံမျိုးလေးတွေရှိပါတယ်။ဗီဒီယိုထဲမှာပြထားတဲ့အတိုင်း script ထိုင်တဲ့ခါကျရင်ဥကောင်းကြီးကိုမော့ပြီးတော့ထိုင်တဲ့ခါကျရင်ခါနာတတ်ပါတယ်။တကယ်လို့ကိုက script ထိုင်တဲ့ခါကျရင်ဒူကောင်းကြီးကိုအထဲဝင်ပြီးတော့ထိုင်နေဆိုရင်တော့ဒူကောင်းတွေနားတတ်ပါတယ်။အဲ့တော့ script ထိုင်တဲ့ခါကျရင်မပြောထားတဲ့အတိုင်းတေချာလေးထိုင်ဖို့လိုမယ်နော်အခုမှလေ့ကျင့်ခန်းကိုစလုပ်တဲ့ပြုံမေတို့အနေနဲ့ script ထိုင်တဲ့ခါကျရင်10ချိန်3ကြောလောက်ဖြည်းဖြည်းချင်းစတင်ကစားပေးဖို့လိုမယ်နော်အခုလိုမျိုးနီးစနစ်ကြတဲ့လေ့ကျင့်ခန်းနေနဲ့ပြုံမေတို့ရဲ့ခန္ဓာကိုယ်ချိုးစားလေးတွေကိုပြောင်းလဲခြင်းနဲ့ဆိုရင်တော့အမရဲ့ online class လေးတစ်ခုဖြစ်တဲ့ Healthy Lady 35 online class လေးနဲ့မိတ်ဆက်ပေးပါစေဒီသင်တန်းလေးကအခုဆိုရင် batch 7ကိုရောက်လို့နေပါပြီသင်တန်းလေးကပုံမှန်2လသင်တန်း3သိန်းကျပ်ကြာတက်မှာဖြစ်ပေမဲ့ပထမဦးဆုံးအတဲ့အယောက်30ကို9000ခွဲကျပ်နဲ့တရားခွင့်ရမှာဖြစ်ပါတယ်သင်တန်းအသေးစိတ်စုံစမ်းခြင်းနဲ့ဆိုရင်တော့မမရဲ့ Viber number 7979723228တို့မှာဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။တင်နန်းလေးကမေလ23ရက်နေ့မှာစမှာဖြစ်ပါတယ်။အခုပဲတင်နန်းလက်ခံနေပြီနော်။တင်နန်းလေးကလူပြည့်တာမြန်တဲ့အတွက်ကြောင့်မြက်အပ်ဖို့လိုမယ်နော်။ Healthy Lady 35တင်နန်းလေးကလည်းပြုံးမီအားလုံးကိုကြိုဆိုနေပါတယ်။ဗီဒီယိုလေးကပြုံးမီတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်လည်းပြုံးမီတို့အတွက်အကျိုးရှိစေမယ်။လေ့ကျင့်ခန်းတွေနဲ့ဗဟုသုတတွေကိုဝေမျှပေးသွားပါအောင်မယ်။ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်။ကျွန်မလာပါချင်တဲ့အမျိုးသမီးတိုင်းအတွက်ဒီ channel ရှိရနော်